Okay channel မှာရှိတဲ့အားလုံးပဲမင်္ဂလာပါအခုမိုင်တရားပေါ့နော်အမီနဲ့ပွားရမသေးကြတော့ဘူးပေါ့နော်အဲ့ဒီအတွက်ကျွန်တော်တို့ဂျားထဲမှာဖုန်းဘီလေးရအောင်ပေါ့နော်ကျွန်တော်ဒီ software လေးနဲ့လာမိတ်ဆက်ပေးရဖြစ်ပါတယ်ဒီ software လေးတွေကိုကျွန်တော်ရဲ့ channel မှာတင်ထားပေးတယ်ပေါ့နော်ကျွန်တော် channel လေးကနေချက်တော့ဝင်ထောက်ပြပါမယ်ဒီမှာပေါ့နော်ဒီ link ရဝင်လိုက်ပေါ့နော်ဒီ link ရဝင်လိုက်ကျွန်တော်တို့ Play Store တွေကိုတန်းရောက်ပါမယ်ပေါ့နော်ဒီမှာပေါ့နော် Play Store တွေကိုတန်းရောက်ပါမယ်ဒီကောင်လေးကပေါ်တာမကြသေးဘူးပေါ့နော်ပြီးတော့စောနေလူရတဲ့ 5K ပဲရှိသေးတယ်ဒီကောင်လေးကတကယ်ပြီးတယ်ပေါ့နော်ဒီကောင်လေးဖိစောသေးတယ်ပေါ့နော်လူများဝိုင်းသူကမပေးတော့တာကြီးဖြစ်နိုင်တယ်ပေါ့နော်အဲဒါကြောင့်ကျွန်တော်တို့ပေးနေတဲ့အချိန်လေးမှာဖိစောသေးတယ်ပေါ့နော်ဒီမှာထောင်းလိုက်ပေါ့နော်ကျွန်တော်တို့မထောင်းမရတော့ဘူးကျွန်တော်ထောင်းဝိုင်းဆိုတော့ပြီးရင်ကျွန်တော်ဝင်လိုက်မယ်ပေါ့နော်ဂိမ်းထဲဝင်လိုက်မယ်ကျွန်တော်တို့ဒီမှာတငယ်ချင်းခုံးမယ်ဆိုဒီမှာလူရုပ်လေးမျိုးရှိတယ်အဲဒီတစ်ချက်နေလိုက်ပြီးဒီမှာ invite now နေပြီးတော့ကို link ကိုတငယ်ချင်းပို့လိုက်ပေါ့နော်တငယ်ချင်းခုံးမယ်ဆိုကျွန်တော်တို့ 2USD ကနေစထုတ်လို့ရတယ်ဒီမှာပေါ့နော်ဒီမှာဂိမ်းဒီနေ့ကို5ချိန်လဲလို့ရတယ်ပေါ့နော်ဗီဒီယိုကြည့်ပြီးလဲရမှာပေါ့နော်ဒီမှာလဲ coin ရမယ်ပြီးကျွန်တော်ဒီမှာပေါ့နော်ဒီမှာဂိမ်း3ပွဲဆော့ရင်ဒီမှာဗီဒီယိုဒီကောင်လေးကိုအမြောက်နဲ့ကြည့်ရပါနော်ကိုကလက်မြောင်နေရမယ်ပေါ့နော်ဒီ file လောက်ရအောင်လက်မြောင်နေမယ်ပြီးကျွန်တော်ဒီမှာငွေထုတ်မဲ့နေရာချက်တော့ပြမယ်ဒီကောင်$10နဲ့စထုတ်လို့ရတယ်ပေါ့နော်ကျွန်တော်$3ရပါပြီကျွန်တော်ဒါတနေ့တွေနဲ့ဆော့ရတာပေါ့နော်တနေ့တွေကို$3ရတယ်ဆိုရင်လည်းမဆိုးဘူးပေါ့နော်ညံပါတယ်ကျွန်တော်နောက်နေ့ရက်လောက်ဆိုထုတ်လို့ရမယ်ထင်ပါတယ်ပြီးရင်ကျွန်တော်တို့ဂိမ်းသွားဆော့ပြမယ်ပေါ့နော်ဒီကောင်လေးလွယ်တယ်ပေါ့နော်ခလီဂိမ်းလေးလိုပဲဒီလိုတူရလေးကိုယူရမယ်ကျွန်တော်ဒီတူရလေးလိုက်ယူရမယ်ပေါ့နော်ကျွန်တော်ဒီတူရလေးယူရမယ်ဒီမှာပေါ့နော်1000ညိုရတယ်ကျွန်တော်တို့ဗီဒီယိုကြည့်မယ်ဆိုရင်ကျွန်တော်တို့5စားပေါ့နော်5စားပဲရမှာပူရတယ်ပေါ့နော်ဗီဒီယိုကြည့်နေတယ်ပေါ့နော်ဗီဒီယိုကြည့်ဖို့ဆိုရင်ကျွန်တော်တို့ USVPN လေးကိုခံဖို့လိုတယ်ပေါ့နော် USD ပေါ့နော်ဂျန်ဂျန် VPN လေးဒီကောင်လေးကိုတောင်းထားဖို့လိုတယ်ပေါ့နော်ဒီကောင်လေးကိုကျွန်တော်တို့ USD မှာတွားထားလိုက်ပေါ့နော်ကျွန်တော်တို့မကြည့်ပြတော့ဘူးပေါ့နော်ဗီဒီယိုရှည်သွားမှာမို့လို့ဗီဒီယိုလေးကဒီလောက်ပါပဲပေါ့နော်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြိုက်တယ်ဆိုရင် like subscribe နဲ့ဘေးနားအခေါင်းလောင်းလေးကိုနှိပ်ထားပေးဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာ